ရောက်လာရလို့ဘဝလေးမှာအမှန်တော့ငါမရှိဖို့အမြဲပဲတတိနဲ့ရှင်မှာကောင်းမှုတွေပြုကနေထိုင်အမှန်နဲ့အမှားသိခွဲကြလို့တည်မြဲအောင်သာရဖျားရှင်သမတရားပြတာပါ30ဘုံလူမထွက်နိုင်တဏှာလေးရာဒါနာမျိုးစေစိုက်ပျိုးထားမှကျန်သာစေတာလာလန်းကိုပြမသားစေခင်သစ္စာလေးပါးလာချကျင့်ကြံမှာဘယ်လိုရေးကိုအစင်မြော်တွေ့ကယတနာသုံးမှမပြမဘူးတတိနဲ့ရှင်မထပ်ပြောမယ်တင်တတိရှိအောင်ပါတရားဟောဒီသနာသင်မဆိုင်ရင်ပြင်နိုင်ပါရဲ့ဒီမှာသောကမီငရေကမနေပါသင်ကိုယ်တော့ငရေကမညာတာတတဝရီအပေါ်မြတ်တာထားအဖို့ရမပါကံကံဤအကျိုးမြတ်ဖျားဟောတဲ့ဓမ္မဒေသနာနာကြားကတင်အသိရှိရင်တတိထားလို့တင်အမကင်းအောင်နေရောက်လာရလို့ဘဝလေးမှာအမှန်တော့ငါမရှိဖို့အမြဲပဲတတိနဲ့ရှင်မှာကောင်းမှုတွေပြုကနေထိုင်အမှန်နဲ့အမှားသိခွဲကြလို့တည်မြဲအောင်သာရဖျားရှင်သမတရားပြတာပါ30ဘုံလူမထွက်နိုင်တဏှာလေးရာဒါနာမျိုးစေစိုက်ပျိုးထားမှကျန်သာစေတာလာလန်းကိုပြမသွားစေခင်သစ္စာလေးပါးလာချကျင့်ကြံမှာဘယ်လိုရေးကိုအစင်မြော်တွေ့ကယတနာသုံးမှမပြမဘူးတတိနဲ့ရှင်မထပ်ပြောမယ်တင်တတိရှိအောင်ပါတရားဟောဒီသနာသင်မဆိုင်ရင်ပြင်နိုင်ပါရဲ့ဒီမှာသောကမီငရေကမနေပါသင်ကိုယ်တော့ငရေကမညာတာတတဝရီအပေါ်မြတ်တာထားအဖို့ရမပါကံကံဤအကျိုးမြတ်ဖျားဟောတဲ့ဓမ္မဒေသနာနာကြားကတင်အသိရှိရင်တတိထားလို့တင်အမကင်းအောင်နေ